တောင်းဆိုမလဲညီမလေးရဲ့လူရပြောမင်းလေးသဘောညီမလေးဆန္ဒဖြည့်စည်းပေးတာကိုကြီးပဲရှိတယ်ညီမလေးစိတ်ချမ်းသာဖို့ရေးပါလို့ပေးရပေါ့ရွယ်တူလဲချစ်ပြရစီတော့မင်းရဲ့ကိုကြီးတယောက်တော့နောက်ဆိုရင်အိမ်ဦးနဲ့ပေါ့တဘောကောင်းပြီးအသေးနူတာပေါ့ကိုကြီးလိုက်ဖို့မယ်ဘာတောင်းဆိုမလဲညီမလေးရဲ့လူရပြောမင်းလေးသဘောညီမလေးဆန္ဒဖြည့်စည်းပေးတာကိုကြီးပဲရှိတယ်ညီမလေးစိတ်ချမ်းသာဖို့ရေးပါလို့ပေးရပေါ့ရွယ်တူလဲချစ်ပြရစီတော့မင်းရဲ့ကိုကြီးတယောက်တော့နောက်ဆိုရင်အိမ်ဦးနဲ့ပေါ့တဘောကောင်းပြီးအသေးနူတာပေါ့ညီမလေးစိတ်ကြိုက်လူလိုက်ပါမယ်မုံပေးကြိုက်တယ်မဆိုလိုက်နဲ့ပတ်ဝန်းကျင်ကကဲ့ရဲ့ကြပါစေမျက်လုံးစုံမိတ်ပုံပြီးချစ်တဲ့ကိုယ်နှလုံးသားကိုညီမလေးသိမ့်ပိုက်သွားမလို့သူတွေရဲ့စကားကိုနားမြောင်ပါနဲ့ကွာအလားသွေးကျွဲညီမလေးရဲ့ကိုကြီးရဲ့အသက်ဟာမင်းလေးပဲကိုကြီးလိုက်ဖို့မယ်ဘာတောင်းဆိုမလဲညီမလေးရဲ့လူရပြောမင်းလေးသဘောညီမလေးဆန္ဒဖြည့်စည်းပေးတာကိုကြီးပဲရှိတယ်ညီမလေးစိတ်ချမ်းသာဖို့ရေးပါလို့ပေးရပေါ့ရွယ်တူလဲချစ်ပြရစီတော့မင်းရဲ့ကိုကြီးတယောက်တော့နောက်ဆိုရင်အိမ်ဦးနဲ့ပေါ့တဘောကောင်းပြီးအသေးနူတာပေါ့ညီမလေးစိတ်ကြိုက်လူလိုက်ပါမယ်မုံပေးကြိုက်တယ်မဆိုလိုက်နဲ့ပတ်ဝန်းကျင်ကကဲ့ရဲ့ကြပါစေမျက်လုံးစုံမိတ်ပုံပြီးချစ်တဲ့ကိုယ်နှလုံးသားကိုညီမလေးသိမ့်ပိုက်သွားမလို့သူတွေရဲ့စကားကိုနားမြောင်ပါနဲ့ကွာအလားသွေးကျွဲညီမလေးရဲ့ကိုကြီးရဲ့အသက်ဟာမင်းလေးပဲညီမလေးစိတ်ကြိုက်လူလိုက်ပါမယ်မုံပေးကြိုက်တယ်မဆိုလိုက်နဲ့ပတ်ဝန်းကျင်ကကဲ့ရဲ့ကြပါစေမျက်လုံးစုံမိတ်ပုံပြီးချစ်တဲ့ကိုယ်နှလုံးသားကိုညီမလေးသိမ့်ပိုက်သွားမလို့သူတွေရဲ့စကားကိုနားမြောင်ပါနဲ့ကွာအလားသွေးကျွဲညီမလေးရဲ့ကိုကြီးရဲ့အသက်ဟာမင်းလေးပဲမင်းလေးပဲရှိတယ်